ငါခဏခဏစိတ်တူနေသလားငါခဏခဏအလိုမကျဖြစ်နေသလားငါခဏခဏဒေါသကြီးနေသလားလို့ကိုယ့်ကိုပြန်တွေးခဏခဏစိတ်တူတယ်ခဏခဏအလိုမကျဖြစ်တယ်ခဏခဏမကြေမနက်ဖြစ်နေတယ်ဆိုရင်သိကြတယ်ကိုယ်တဏ္ဍာမှာမေတ္တာအားနေတယ်မေတ္တာအားနေရင်မေတ္တာအစားဝင်နေတာကဒေါသတွေဝင်နေလို့ဒေါသတွေများနေလို့ခဏခဏစိတ်တူတာခဏခဏအလိုမကျဖြစ်တာအဲ့တော့ဒေါသများများရှိနေရင်ခဏခဏစိတ်တူနေရင်ဘယ်သူမှသွားပြီးအပြစ်မတင်နဲ့ကိုယ့်ကိုပြန်ဆင်ခြင်းငါမေတ္တာများများပွားမှာဖြစ်မှာအဲ့တော့ခုနပြောတဲ့928မေတ္တာများများပွားမေတ္တာပွားနေလို့ရှိရင်မေတ္တာရဲ့အေးတက်ကကိုယ်တဏ္ဍာမှာရောက်လာပဲတဲ့ကိုမေတ္တာများများပွားရင်ကိုယ့်ကိုကြည့်တဲ့သူတွေလည်းပဲသူတို့အေးချမ်းကိုရတယ်မေတ္တာနဲ့ဒေါသကဆန့်ကျင်ပဲစိတ်ဆိုးစိတ်တူနေတဲ့လူကိုကြည့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ချမ်းသာလားမချမ်းသာဘူးလားအဲ့ဒီဒေါသ